အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အညာဒေသစာတစ်မျိုးဖြစ်တဲ့ဟင်းမောင်းပူပူလေးပေါင်းစားမှာဖြစ်ပါတယ်ဟင်းမောင်းပေါင်းမှုအတွက်ပင်စိမ်းရွယ်ပဲတီရွှေပြုံတီကစွန်းရွယ်စူပုတ်ရွယ်ကြောက်ပြုံရွယ်နဲ့ကော်ဖီတို့အနှဲငယ်ထည့်ခဲ့ပါတယ်အရွယ်အားလုံးကိုလိုချင်တဲ့အနေထားလေးလိဖြတ်ပြီးတော့မှရေတိချဆေးထားပါမယ်ရှင်ပြီးရင်တော့ကြက်သွန်ဖြူကြက်သွန်နီခင်းကျင်သီးတို့လည်းပြင်ဆင်ထားပါမယ်ရေဆေးထားတဲ့အသီးရွက်ထဲကိုဆန်မုံလိုသလောက်ထည့်ပြီးတော့မှနှံ့ဆက်အောင်တေချာလေးနယ်ပေးပါမယ်အသီးရွက်တွေနဲ့ဆန်မုံဟာတသားတည်းဖြစ်တဲ့အထိတေချာလေးနယ်ခဲ့ပါတယ်ပြီးရင်တော့ကြက်သွန်နီကြက်သွန်ဖြူဂျင်းထောင်းထားတာလေးထည့်ပါမယ်စာအချိုမုံအနှဲငယ်ထည့်ပါတယ်စိမ်းစားငပိကိုလည်းအနှဲငယ်ထည့်ပါတယ်ပြီးရင်စီလေးနှဲငယ်လောင်းပါမယ်စီထဲတာတော့မရိုက်လေးရတဲ့အတွက်ဗီဒီယိုထဲမှာမပါခဲ့ပါဘူးရှင်ဆန်မုတ်နှဲငယ်လိုတဲ့အတွက်ထည့်ခဲ့ပါတယ်ဆန်မုတ်အရေးများနေရင်လည်းပြစ်ခဲကြီးဖြစ်ပြီးတော့မှစားမကောင်းမဲ့ဖြစ်တတ်ပါတယ်အားလုံးကိုတေချာနှံ့ဆက်အောင်နယ်ပြီးသွားပြီဆိုရင်တော့ပေါင်းမဲ့စကားတစ်ခုတည်းကိုပြောင်းထည့်ခဲ့ပါတယ်အားလုံးပြီးသွားရင်တော့အပေါ်ကနေခင်းကျင်သည့်စိတ်ထားတာလေးတွေကိုဖြူထည့်ခဲ့ပါတယ်ရေနွေးဆူဆူတည်ပြီးတော့မှရေနွေးငွေးနဲ့နိုင်ဝက်ကြော်အောင်ထိပေါင်းခဲ့ပါတယ်ရှင်ခုဆိုရင်တော့အရန်စားကျင်စရာကောင်းတဲ့ဟင်းမောင်းပူပူလေးရပါပြီကျမတို့အညာဒေသရဲ့အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ချက်စားကြည့်ပါနော်